စစ်သူတက်တန်းတစ်လျှောက်လုံးမှာငါကဘာလို့ဒီလိုမျိုးကြီးတုံ့ပြန်မိနေတာလဲဆိုပြီးတော့မှကိုပြန်မေးဘူးလားတချို့ကွာချစ်သူစီကဖုန်းမလာဘူးဆိုလို့ရှိရင်အရန်ကိုမှစိုးရင်တက်ကြတယ်လို့မျိုးပေါ့နော်တချို့ကြပြန်တော့လေကိုယ့်ရဲ့ချစ်သူကကိုယ့်အနာကအရန်ကတ်နေတယ်ဆိုလို့ရှိရင်အသက်ရှူတွေပါကြက်ပြီးတော့မှထွက်ပြေးခြင်းတဲ့စိတ်တွေဖြစ်သွားရဲ့ထီအောင်ဖြစ်သွားကြတာမျိုးကြီးဖြစ်တတ်ကြရဲ့ပေါ့နော်တကယ်တော့ဒီလိုမျိုးတွေဖြစ်တယ်ဆိုတာကမတော်တဆတိုက်ဆိုင်မှုတွေကြောင့်ဖြစ်တာလားဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်ဒါတွေကပေါ့နော်မတော်တဆတိုက်ဆိုင်မှုတွေကြောင့်ဖြစ်တာမျိုးမဟုတ်ပဲနဲ့ကိုငငယ်ကကိုယ့်ရဲ့မိဘတွေကကိုယ့်ပုံမှာဘယ်လိုမျိုးပြုစုဆောင်ရှောက်ခဲ့လဲဆိုရတဲ့ attachment style တွေကြောင့်ပေါ့နော်ဒါတွေကဖြစ်တာဒါကြောင့်မလို့ဒီနေ့မှာတော့ attachment style တွေအကြောင်းပေါ့နော် relationship နဲ့ပတ်သက်ပြီးတော့မှ attachment style တွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံး attachment style တွေကတော့ဒီ secure attachment လို့ခေါ်ရပေါ့နော်သူကကြတော့အရန်ဟိုမှာကောင်းတယ် relationship မှာဆိုလို့ရှိရင်ဒီ attachment style ကအကောင်းဆုံးပေါ့နော်သူကကြတော့တယောက်တည်းနေရတာလည်းအဆင်ပြေတယ်ချစ်သူနဲ့တူတူနေရတာကိုလည်းအဆင်ပြေတယ်ကိုယ့်ရဲ့အချစ်ရေးပုံမှာလည်းဘယ်တော့မှတန်တရားမရှိဘူးချစ်သူကကိုယ့်ကိုထားသွားမလားကိုယ့်ကိုမချစ်တော့ဘူးလားဆိုတဲ့တန်တရားမျိုးတွေမရှိဘူးပြဿနာတစ်ခုခုတက်လာပြီဆိုလို့ရှိရင်လည်းသူကခေါင်းအေးထားပြီးတော့မှဖြေရှင်းတတ်တယ်အဲ့ attachment style လေးကတော့ relationship မှာအရန်ကိုကောင်းတဲ့ attachment style လေးပေါ့နော်နောက်တစ်ခုကကြတော့ဒီသူကကြတော့ရှောင်ချင်တာပေါ့နော်ဒီ avoidance ဖြစ်တာပေါ့ဒီ avoidance ဖြစ်တာကကြတော့ရှောင်တာကကြတော့သူကတချို့တွေရှိရကွာကိုနားမှာဒီလိုမျိုးပေါ့နော်အရင်လာကတ်နေပြီဆိုလို့ရှိရင်ထွက်ပြေးချင်တာပေါ့ချစ်တာတော့ချစ်ချင်တယ်ချစ်သူနေနဲ့တွဲချင်တယ်ဒါပေမဲ့သူ့ကိုတကယ်လက်ထက်ယူဆိုလို့ရှိရင်မယူချင်တော့ဘူးရှောင်ဖယ်ပြီးတော့မှထွက်ပြေးချင်နေတယ်အဲ့လိုမျိုးပုံစံမျိုးတွေပေါ့နော်တကယ်သူ့ကိုတာဝန်ယူရတော့မယ်သူနဲ့တူတူနေရတော့မယ်ဆိုတဲ့အချိန်မျိုးကြလို့ရှိရင်ဒေဟာကြီးကိုကမလုပ်ချင်တာပေါ့နော်အဲ့လိုမျိုးကြီးဖြစ်တယ်အဲ့ဒီဟာကကြတော့သူကရှောင်ဖယ်ပြီးထွက်ပြေးချင်နေတဲ့ attachment style ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးပဲဒီရှောင်ဖယ်တာပဲဒါပေမဲ့သူကကြောက်ပြီးတော့မှရှောင်ဖယ်တာသူရဲ့ attachment style ကတော့အတော်လေးကိုရှုပ်ထွေးရကွာကြောက်ပြီးတော့မှရှောင်ဖယ်တာကကြတော့သူကအချစ်ကိုမလိုချင်ဘူးလားဆိုတော့လိုချင်တယ်အခုပဲချစ်ချင်လိုက်အခုပဲပေါ့နော်သူငါ့ကိုထားသွားမလားစိုးရင်လိုက်နေပေါ့နော်သူကအဲ့လိုမျိုးစိတ်ကလည်းအမြဲတမ်းအတက်လိုက်ကျလိုက်ပေါ့နော်ဝေးလာလိုက်နီးလာလိုက်နေအမြဲတမ်းဖြစ်နေတာသူကကြောက်ပြီးတော့မှရှောင်ဖယ်ခြင်းနေစောစောကနေမတူဘူးပေါ့နော်အဲ့လိုမျိုးကြီးဖြစ်တယ်နောက်တစ်ခုကကြတော့လေသူတို့ကအရန်ကိုစိုးရင်ပူပန်နေတတ်ကြတာပေါ့နော်သူတို့ကအမြဲတမ်းအချစ်ကိုကြတော့ငငယ်မမွက်လိုချင်နေတတ်ကြပြီးတော့မှပေါ့နော်ငါနင်းကိုချစ်တယ်ဆိုတဲ့အတီးဖြွတ်ချစ်တွေကိုလည်းသူကခဏခဏလိုချင်တတ်ကြတယ်ခဏခဏပေါ့နော်နေငါ့ကိုချစ်လားနေငါ့ကိုချစ်လားဆိုပြီးတော့မှမေးတာမျိုးကြီးပေါ့နော်အဲ့လိုမျိုးခဏခဏလုပ်တတ်ကြတယ်သူကပြီးတော့မှကိုယ့်ကိုများစားမပို့မိဖုန်းမဆက်မိဘူးစာတွေမပို့မိဘူးဆိုလို့ရှိရင် तू ကကိုယ့်ကိုမချစ်တော့ဘူးလားပေါ့နော်အဲ့လိုမျိုး तू ကအမြဲတမ်းစိုးရင်နေတာပေါ့နော်အဲ့လိုမျိုး attachment style မျိုးတွေလည်းရှိတယ်အဲ့တော့အဲ့လိုမျိုး attachment style တွေကပေါ့နော်ပြုပြင်ပြောင်းလဲလို့မရဘူးလားဆိုလို့ရှိရင်ရတယ်ကိုတိုင်ကဘယ်လိုလူမျိုးလဲပေါ့နော်ဘယ်လို attachment style နဲ့ရှိနေတဲ့လူမျိုးလဲပေါ့နော်ဒီ relationship မှာအဲ့လိုမျိုးလူမျိုးလဲဆိုတော့ကိုကအရင်ဆုံးသိအောင်လုပ်တယ်ဆိုလို့ရှိရင်ကိုကဥပမာကိုကအရန်ပေါ့နော်ဒီစိုးရင်ပူပန်တတ်တဲ့ attachment style မျိုးရှိနေရဆိုလို့ရှိရင်အဲ့ attachment style မျိုးရှိနေဆိုလို့ရှိရင်ငါကပေါ့နော်ထိန်းချုပ်ရမှာပေါ့ငါဒီလိုမျိုးရှိနေရဆိုလို့ရှိရင်ငါဒီဟာတွေမှာဒီလိုမျိုးတွေကိုငါဒီလို short ပေးမယ်ဆိုတာမျိုးတွေပေါ့နော်ကိုထိန်းချုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ဒီ attachment style တွေဟာပြုရင်ပြောင်းလဲလို့ရတယ်အဲ့လိုမျိုးကိုဘယ်လိုလူမျိုးလဲဆိုတာသိပြီဆိုလို့ရှိရင်ကိုကဥမာကွာကိုကအရန်ကိုစိုးရင်ပူပန်တတ်တယ်ဆိုလို့ရှိရင်ကိုရဲ့စိုးရင်ပူပန်တတ်တဲ့စိတ်ကိုဘယ်လိုမျိုးရှော့မလဲဆိုတော့လည်းသိမယ်ဒါမှမဟုတ်လို့ရှိရင်ကိုရဲ့ပတ်တနာကအရန်ကိုမှပေါ့နော်ရှောင်ဖယ်တတ်တဲ့လူမျိုးဖြစ်တတ်တယ်ဆိုလို့ရှိရင်တော့သူဘာဖြစ်လို့ရှောင်ဖယ်ချင်တာလဲဆိုတဲ့စိတ်ကိုကနားလည်နေအောင်စူးစမ်းပေးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ relationship တစ်ခုကပို့ပြီးတော့မှနားလည်မှုရှိနေရှေ့ဆက်သွားရတာပို့ပြီးအဆင်ပြေမှာပေါ့နော်အဲအကြောင်းမလို့ကိုဘယ်လိုမျိုး attachment style နဲ့ရှိနေလဲဆိုတာကိုအရင်ဆုံးကိုသိအောင်လုပ်ပါသိအောင်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီ relationship ကိုပေါ့နော်ဘယ်လိုမျိုးအကောင်းဆုံးသွားမလဲဆိုတာကိုလုပ်လို့ရပါတယ်